Morise Reading Hub ကနေပြီးတော့မင်္ဂလာပါလို့ကြိုဆိုနှုတ်ဆက်လိုက်ပါတယ်အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ဆရာကြီးနန္ဒသိန်းစံရေးသားထားတဲ့ဘဝအဓိပ္ပာယ်နဲ့ဘဝတစ္ဆာစာအုပ်ထဲကအကြောင်းအရာများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အပိုင်း1နေတန်းရဲ့အခန်း2အရှိအနောက်ဒသနဗေဒသမိုင်းရှိလူဘဝအနေထားအိန္ဒိယဒသနဗေဒပညာရှင်များသည်စောစောပိုင်းကတည်းကလူနှင့်လူဘဝဆိုင်ရာပြဿနာတို့ကိုပဓာရပြု၍ရှုမြင်သုံးသပ်သောပုဂ္ဂိုလ်များဖြစ်သည်ဟုရေမှုရအဖြစ်ယူဆနိုင်ထိုပုဂ္ဂိုလ်များသည်မျက်မှောက်ဘဝရှိတန်ဖိုးများဝါသမုဒ္ဒိတစ္ဆာများကိုမပြစ်ပယ်ကြကြတို့ရာတွင်ထိုမျက်မှောက်ဘဝလောကီဆိုင်ရာတန်ဖိုးများထက်တာလွန်မြင့်မြတ်သောဘဝ၏တန်ဖိုးများဘဝ၏ပန်းတိုင်များရှိသည့်ကြောင်းသိမြင်သည့်အလျောက်ဤမျိုးမျိုးဖြင့်ထိုဘဝတန်ဖိုးဘဝပန်းတိုင်တို့ကိုရှာဖွေကြ၏ရေမှုရအဖြစ်အိန္ဒိယတသနာပညာရှင်များသည်လူ၏အသွင်တရံနံပိုင်းတဘာဝတို့ကိုလူ၏အပတရံရုပ်ပိုင်းတဘာဝတို့ထက်ပိုမိုအလေးပေးလေ့လာကြသူများဖြစ်ကြသည်တို့ရာတွင်အနောက်တိုင်းစောစောပိုင်းတသနာပညာရှင်များဂရိတသနာပညာရှင်များသည်လူနှင့်လူဘဝပြဿနာများကိုဗဒနာပြုစဉ်းစားခဲ့ခြင်းမရှိကြနောက်ပိုင်းတွင်ပေါ်လာသောအနောက်တိုင်းတသနာပညာရှင်များသည်လည်းတိကျပုဂ္ဂလလူသား၏ဘဝနှင့်ဘဝပြဿနာများကိုစူးစမ်းလာကြသည်မှန်တော်လဲအနက်ဆိုင်သို့မရောက်ခဲ့ကြကြထို့သို့ဖြစ်ရခြင်းမှာထိုပုဂ္ဂိုလ်များအသုံးပြုသောနိလန်ချုပ်ငယ်ခြင်းကြောင့်ဖြစ်ပေလိမ့်မည်စောစောပိုင်းဂရိတသနာပညာရှင်များသည်လူကိုစัจ java လာ၏အစိတ်ပိုင်းတစ်ခုဖြစ်သာမှတ်ယူကြသည် Miletus မြို့သားတသနာပညာရှင်တေလီစ်ကလူသည်စัจ java လာတွင်ရှိအခြားအရာဝတ္ထုများကဲ့သို့ရေမှဖြစ်ပေါ်လာပြီးအဆုံး၌စัจ java လာ၏အစိတ်ပိုင်းတစ်ခုဖြစ်သို့သာပြန်သွားသည်ဟုယူဆလေသည်စောစောပိုင်းဂရိတသနာပညာရှင်အများပြားသည်လူကိုစัจ java လာ၏လက်အောက်ခံဝါတဘာဝနိယာမတို့၏အပြာထန်းခံပြင်မြင်ကြသည်ထိုသူတို့ဖို့စัจ java လာကြီးသည်အမြင့်မြတ်ဆုံးအရေးကြီးဆုံးဖြစ်၍ထိုစัจ java လာကြီး၏မထင်မရှားအစိပ်ပိုင်းတစ်ခုမျှသာဖြစ်သောလူနှင့်လူဘဝပြဿနာများကိုရေးကြီးခွင်ကျယ်လုပ်၍မစင်စားမိကြကြတို့ဖြစ်၍၎င်းတို့၏တွေးခေါ်များသည်စัจ java လာကိုဘိုးပြုတွေးခေါ်သောအတွေးခေါ်များဖြစ်သည်ဝေ၎င်းတဘာဝပြင်ပလောကကြီးကိုဘိုးပြုတွေးခေါ်သောအတွေးခေါ်များဖြစ်သည်ဝေ၎င်းဆိုနိုင်ပေသည်တို့ရာတွင်ဆိုဖီဆီယာများဝါဆိုဖစ်များလက်ထက်ရောက်လာသောအခါစัจ java လာပြဿနာများထက်လူဘဝလူပြဿနာများကိုဗဟိုပြု၍အလေးထားတွေးခေါ်လာကြသည်သူတို့သည်လူကိုစัจ java လာ၏နေရာမှတို့မှဆွဲထုတ်ကာစัจ java လာနှင့်လူသားတို့အားနှောင်ဖွဲ့ထားသောနှောင်ကြိုးများကိုဖျက်တောက်ရန်ကြိုးပမ်းသူများဖြစ်ကြသည်ဆိုဖီဆီယာတို့ကလူသည်တဘာဝနေရာမှတို့၏ပြဋ္ဌာန်းမှုကိုသာခံရသူမဟုတ်စင်စစ်လူကသာစัจ java လာကိုပုံသွင်းနိုင်သူပြဋ္ဌာန်းနိုင်သူဖြစ်သည်လူသည်မိမိကံကြမ္မာကိုမိမိလွတ်လပ်စွာဖန်တီးနိုင်သူဖြစ်သည်စัจ java လာ၌လူသည်ဘဝချက်ချကြ၍လူဘဝဆိုင်ရာပြဿနာတို့သည်သာအရေးကြီးသည်ဟုယူဆကြသည်ဆိုဖီဆီယာများ၏လူနှင့်လူဘဝဆိုင်ရာပြဿနာများသည်အရေးကြီးသည်ဟုသောယူဆချက်အထိလောက်ကိုမူဒသနာပညာရှင်ကြီးဆော့ခရတီကလည်းသဘောတူရန်ရှိသည်ဆော့ခရတီသည်ကောင်းမြတ်သောအရာဟူသည်မှာအသိဉာဏ်ဖြစ်သည်ထိုအသိဉာဏ်ကိုအပတ်တကုတ်ရှာဖွေ၍ဘဝကိုစူးစမ်းသုံးသပ်နေမှသာလျှင်အသက်ရှင်နေထိုင်သောဘဝဖြစ်သည်ဟုယူဆသူဖြစ်လေသည်ဆော့ခရတီသည်ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး10နှစ်ကျော်လောက်တွင်မွေးဖွားလာသူဖြစ်သည်ဟုခန့်မှန်းရ၏ဆော့ခရတီသည်ဘဝနှင့်ဆိုင်ရာအမှန်တရားတို့ကိုရှာဖွေရ၌ dialectic ခေါ်အခြေအတင်အပြန်အလှန်ပြောဆိုသောသို့မဟုတ်စဉ်းစားသောနည်းကိုအသုံးပြုလေရှိသည်ဟုယူဆရ၏ဘဝဆိုင်ရာတစ္ဆာတရားတို့ကိုရှာဖွေရ၌ဆော့ခရတီသည်အခြားမည်သည့်နည်းတို့ကိုအသုံးပြု၍မြည်တို့တွေ့မြင်သိရှိသည်ကိုကအတိအကျဖော်ထုတ်ခဲ့သည်ကိုမတွေ့ရကြဗုဒ္ဓမှာမူဘဝတစ္ဆာတို့ကိုရှာဖွေရ၌အင်္ဂါ၈ပါးရှိသောမဂ္ဂကျင့်စဉ်ကိုဖော်ပြခဲ့၏ဗုဒ္ဓသည်ဘဝဆိုင်ရာအမှန်တရားတို့ကိုသိမြင်ရ၌စဉ်းစားဆင်ခြင်ခြင်းဖြင့်ရအပ်သောအသိဉာဏ်စိတ်နာမယဉာဏ်များဖြင့်မလုံလောက်ကိုယ်တွေ့မဂ္ဂကျင့်စဉ်ကိုကျင့်သုံးခြင်းဖြင့်ရအပ်သောဉာဏ်ဘာဝနာမယဉာဏ်ဖြင့်သာဘဝဆိုင်ရာအမှန်တရားတို့ကိုထိုးဖောက်သိမြင်နိုင်သည်ဟုသိမြင်ခဲ့၏ဆော့ခရတီ၏တပည့်ဖြစ်သူပလီတိုသည်လည်းအမှန်တရားတို့ကိုသိမြင်ရ၌ဆင်ခြင်ခြင်းတရားကိုရှေ့တန်းတင်ခဲ့သူဖြစ်သည်ပလီတိုကဤမျက်မှောက်လောကကြီးသည်အမြဲပြောင်းလဲနေသောလောကကြီးဖြစ်၍ကောင်းမြတ်သောလောကမဟုတ်စစ်မှန်သောလောကမဟုတ်မာယာတပွဲလောကကြီးဖြစ်သည်ဤလောကနှင့်မတူသောအစစ်မှန်လောကသည်ရှိသေးသည်ထိုစစ်မှန်လောက၌စစ်မှန်သောခိုင်မြဲသောကောင်းမြတ်သောအရာများတည်ရှိသည်ဟုယူဆသည်ပလီတိုကထိုစစ်မှန်လောကကိုသိမြင်၍ဝါရောက်ရှိရေးနိလန်ကိုဖော်ပြရ၌ထိုစစ်မှန်လောကကိုဆင်ခြင်မှုဖြင့်သိမြင်နိုင်သည်ဟုဖော်ပြ၏ဤနေရာ၌ပလီတိုဆိုလိုသောဆင်ခြင်မှုမှာ dialectic နိကြဆင်ခြင်စဉ်းစားဆင်ခြင်မှုကိုပင်ဆိုလိုသည်ပလေတိုကလူသိဉာဏ်ဖြစ်စဉ်ကိုအပိုင်းနှစ်ပိုင်းခွဲခြား၍ဖော်ပြ၏
တစ်ပိုင်းမှာထင်မြင်ယူဆချက်ပိုင်းဖြစ်၍ကြံတစ်ပိုင်းမှာအသိပညာပိုင်းဖြစ်သည်ထင်မြင်ချက်သည်မှန်သောအသိမဟုတ်သည်ထိုထင်မြင်ချက်ယူဆချက်ကိုကျော်လွန်မှအသိမှန်ဖြစ်နိုင်သည်ထင်မြင်ယူဆချက်ပိုင်းတွင်စိတ်ကူးယဉ်ချက်များနှင့်အာယုံတိများပါဝင်နေသည်အသိပညာပိုင်းတွင်သိပ္ပံပညာနှင့်ဒိုင်ယာလက်တစ်နည်းကျဆင်ခြင်ခြင်းတို့ပါဝင်သည်ပလီတိုလိုရထင်မြင်ချက်ပိုင်းတွင်ပါဝင်သောစိတ်ကူးချက်များအာယုံတိများအားဖြင့်ရလာသောအသိသည်အသိမှန်မဖြစ်နိုင်အသိပညာပိုင်းတွင်ပါလာသောသိပ္ပံပညာအားဖြင့်ရလာသောအသိသည်လည်းအသိမှန်မဟုတ်သည်ဒိုင်ယာလက်တစ်နည်းကျဆင်ခြင်မှုဖြင့်ရလာသောအသိသည်သာအသိမှန်ဖြစ်သည်ပလီတိုလိုရဒိုင်ယာလက်တစ်နည်းကျဆင်ခြင်မှုအပြည့်စုံဖြင့်အစစ်မှန်လောကကိုသိမြင်ခြင်းသည်ပင်အကောင်းမြတ်ဆုံးသောဘဝအဓိပ္ပာယ်ရှိသောဘဝတန်ဖိုးရှိသောဘဝဖြစ်ပေလိမ့်မည်တို့ရာတွင်ထိုစစ်မှန်လောကကိုသိနိုင်သည်ဆိုသောဆင်ခြင်ခြင်းတစ်မျိုးကိုအခြားသူများလိုက်နာဆင်ခြင်မှာကပလီတိုသိတဲ့ကဲ့သို့ပင်အစစ်မှန်လောကကိုသိနိုင်သလိုဟုတန်တရားဖြစ်ပွဲရှိတို့ရာတွင်အနောက်တိုင်းသဒ္ဒနာဗေဒတွင်အမှန်တရားတို့ကိုရှာဖွေရ၌ဖြစ်စေအသိဉာဏ်ရရှိရ၌ဖြစ်စေဆင်ခြင်ခြင်းတရားသည်အရေးပါသောကဏ္ဍမှာပါဝင်လျက်ရှိ19ရာစု၌ဆင်ခြင်ခြင်းတရားသည်ဂျာမန်အတွေးခေါ်လောက၌အထွတ်ထိပ်သို့ရောက်ခဲ့လေသည်ခရစ်တက္ကရာစကာနီအချိန်တွင်ပေါ်လာကြသောအနောက်တိုင်းသဒ္ဒနာပညာရှင်များသည်ဘာသာရေးဘက်သို့ရိုင်လာကြပြီးစကြဝဠာပြဿနာလူမှုရေးပြဿနာများကိုဘာသာရေးဖြင့်ဖြေရှင်းလာကြသည်ထိုပုဂ္ဂိုလ်များသည်လူကိုထာဝရဘုရားကစကြဝဠာအတင်း၌လွှမ်းမိုးနိုင်သူစိုးမိုးအောင်နိုင်သူဖြင့်ဖန်ဆင်းကနေရာပေးထားသည်ဟုယူဆကြသည်ဤယူဆကြောင့်လူဤခန္ဓာသည်စကြဝဠာအတွင်း၌အရေးကြီးဆုံးဗราဏအကြဆုံးနေဖြင့်ပေါ်လွင်အောင်ရှိနေသည်ထိုဘာသာရေးပုဂ္ဂိုလ်များလိုရမူလူသည်ထာဝရဘုရားကိုတက်ဝင်ယုံကြည်၍ထာဝရဘုရား၏ပြည့်ညတ်ချက်များအတိုင်းနေခြင်းသည်ဘဝအဓိပ္ပာယ်ရှိဆုံးဘဝဖြစ်၍ထာဝရကောင်းကင်ဘုံသို့တမလွန်ဘဝ၌ရောက်ရှိခြင်းသည်အဆုံးစွန်သောဘဝပန်းတိုင်ဖြစ်တို့ရာတွင်ထာဝရဘုရား၏စန္ဒဥပဒေသားများအတွင်း၌နေရခြင်းသည်ပင်လူဘဝလူကိစ္စပြီးဆုံးဟန်ရှိနေသောအဖြစ်ကို၎င်းထာဝရဘုရားကဖန်ဆင်းသည်ဆိုသောကြောင့်လူသည်ထာဝရဘုရား၏ပြဋ္ဌာန်းကံဖြစ်နေ၍လူ၏အခမ်းကဏ္ဍသည်ပေါ်လင်းလျောင်းနှင့်မိမိန်တိမ်ငယ်နေသောအဖြစ်ကို၎င်းစဉ်းစားဉာဏ်ရှိသောလူသည်တန်တရားဖြစ်လာသည်14ရာစုမှ16ရာစုအတွင်းအနောက်တိုင်းသဒ္ဒနာပညာရှင်များသည်လူအားစကြဝဠာ၏လက်အောက်ခံထာဝရဘုရား၏လက်အောက်ခံဘဝမှဆွဲထုတ်ရန်ကြိုးစားမှုပူလာကြသည်ထိုခေတ်ကာလကိုသမိုင်း၌အတွေးအမြင်စတင်သောခေတ် Renaissance ဟုသတ်မှတ်ကြ၏ကိုပါနီကတ်စ်ဂယ်လီလီယိုကပ်ပလာနျူတန်စသည့်သိပ္ပံပညာရှင်များပေါ်ထွန်းလာ၍စကြဝဠာ၏သဘောတဘာဝတို့ကိုလေ့လာကြသည်ထိုခေတ်သိပ္ပံပညာနှင့်အတွေးခေါ်အရစကြဝဠာကြီးသည်တိကျခိုင်မာသောနှိယမဥပရိသဝါကြောင်းကျိုးနှိယမတို့ဖြင့်ဆက်ရန်နေရာကြီးတစ်ဖွဲပြောင်းလဲလှုပ်ရှားနေသည်ဟုယူဆကြသည်လူ၏အနေထားနှင့်ပတ်သက်၍အနောက်တိုင်းတသနိကဗေဒသမိုင်းကိုကြည့်လျင်1ပထမဦးစွာလူသည်တဘာဝတရား၏လက်အောက်ခံဖြစ်၎င်းစကြဝဠာအတွင်း၌တင်ငယ်သောအစိတ်ပိုင်းတရားဖြစ်၎င်းတည်ရှိခဲ့သည်ဤဖြစ်မှလူကိုဆိုဖီဆရာများကဆွဲထုတ်ယူခဲ့ကြသည်နှစ်တို့ရာတွင်အလဲခေတ်၌လူသည်ဘုရားကျောင်းတော်များ၏လက်အောက်ခံထာဝရဘုရား၏အပြဋ္ဌာန်းကံအဖန်တီးကံအဖြစ်သို့ကြာရောက်သွားပြန်သည်3Renaissance ခေတ်သို့ရောက်သောအခါလူသည်ဘုရားကျောင်းမြတ်တော်များနှင့်ထာဝရဘုရား၏ပြဋ္ဌာန်းကံဖြစ်မှ၎င်းစကြဝဠာအတွင်းရှိတိမ်ငယ်သောဘဝဖြစ်မှ၎င်းရုံထွက်ခဲ့တော်လဲတဖြည်းဖြည်းနှင့်ယန္တရားဆန်သောနိယာမအတွင်းသို့မတိမတာကြာရောက်သွားပြန်လေသည်ထို Renaissance ခေတ်ပြည်သိမ္မာပညာရှင်များသည်စကြဝဠာကြီးကိုယန္တရားတစ်ပွဲရှုမြင်ရာကလူသည်လည်းထိုယန္တရား၏အစိတ်ပိုင်းငယ်ကလေးတစ်ပွဲဖြစ်သွားပြန်သည်ခေတ်သစ်သဒ္ဒနာပညာရှင်များသည်လည်းအများအားဖြင့်ယန္တရားဆန်သောနိယာမများပေါ်အခြေခံ၍စဉ်းစားတွေးခေါ်ကြသည်တို့ရာတွင်ဂျာမန်သဒ္ဒနာပညာရှင်ဖစ်တေလက်ထက်တွင်လူ၏အနေအထားကိုတစ်မျိုးတစ်ပုံရှုမြင်လာသည်သူကလူသည်ပင်ကိုယ်အားဖြင့်လွတ်လပ်သူဖြစ်၏လူသည်ကြိုတင်စီမံပြဋ္ဌာန်းသောရုပ်ပိုင်းဆိုင်ရာဖြစ်စဉ်များအတွင်းရှိအစိတ်ပိုင်းတည့်ရနေနှင့်ရှိသည်မဟုတ်လူ၏အမြင့်မြတ်ဆုံးစွမ်းရည်သည်မိမိကိုယ်ကိုမိမိပြဋ္ဌာန်းစီမံနိုင်ခြင်းပင်ဖြစ်သည်ဟုဆိုသည်တို့ရာတွင်ဖစ်တေကစကြဝဠာကြီး၏အခြေခံစည်းမျဉ်းသည်အနန္တဝိညာဉ်တော်ကြီးဖြစ်သည်လူသည်ထိုအနန္တဝိညာဉ်တော်ကြီး၏စိတ်ပိုင်းတည့်ရဖြစ်သည်ဟုဆိုလေသည်ဤချက်ကိုဂျာမန်သဒ္ဒနာပညာရှင်ရှယ်လင်ကလည်းသဘောတူသည်စင်စစ်ထိုပုဂ္ဂိုလ်နှစ်ဦးသည်လူကိုယန္တရားနိယာမအတွင်းမှဆွဲထုတ်၍အနန္တဝိညာဉ်တော်ကြီးလက်တွင်းသို့ကူးပြောင်းပေးလိုက်ခြင်းပင်ဖြစ်၏ဂျာမန်သဒ္ဒနာပညာရှင်တဦးဖြစ်သူဟေဂယ်လက်ထက်တွင်လူသည်အနန္တဝိညာဉ်တော်ကြီး၏အတွင်း၌လုံးဝနှောင်ဖွဲ့မိလျက်သာဖြစ်သွားလေသည်စင်ချင်းစဉ်းစားခြင်းစွမ်းရည်ကြောင့်လူသည်တတ္တလောက၌အခြားသောတက်ရှိတ္တဝါတို့ထက်မြင့်မြတ်သောဘဝကိုပိုင်ဆိုင်လျက်ရှိဤချက်ကိုမူမငြင်းနိုင်ကြ
အနောက်တိုင်းတွေးခေါ်သမိုင်းကိုပြန်လည်သုံးသပ်လျင်လူတို့သည်စင်ချင်းချင်းစွန့်ရည်ဖြင့်တဆင့်တက်တဆင့်မြင်မာသောအတွေးခေါ်စနစ်များတသနာစနစ်များကိုတည်ဆောက်ရန်ကြိုးစားခဲ့ကြောင်းတွေ့ရမည်ဖြစ်သည်19ရာစုတွင်ဟေဂယ်၏အတွေးခေါ်ကြောင့်စင်ချင်းချင်းတရားသည်အထွတ်ထိပ်သို့ရောက်လာခဲ့ပေရာထို19ရာစုကိုစင်ချင်းချင်းတရားကြီးစိုးသောခေတ်ဟူ၍ခေါ်ဆိုမှတ်ပြကြသည်ဟေဂယ်ကစင်ချင်းချင်းတရားသည်အစစ်မှန်တရားသည်အစစ်မှန်တရားသည်စင်ချင်းချင်းတရားသည်ဟုဆိုသည်စင်ချင်းချင်းတရားကိုလည်းခန္ဓာထေဝါဆုံးသောအမိနာမများကိုအသုံးပြု၍အနန္တဝိညာဉ်တော်ကြီးဟူ၍၎င်းကမ္ဘာဝိညာဉ်တော်ကြီးဟူ၍၎င်းစัจ java လာကြီးအခြေခံဝတ္ထုကြီးဟူ၍၎င်းခေါ်ဝေါ်ခဲ့လေသည်ထိုအနန္တဝိညာဉ်တော်ကြီးတိမှုကာလအတွင်း၌တက်ဝင်လှုပ်ရှားမှုသည်လူသမိုင်းဖြစ်၍ထိုအနန္တဝိညာဉ်တော်ကြီးအာဂါသ၌တက်ဝင်လှုပ်ရှားခြင်းသည်တဘာဝတရားဖြစ်သည်ဟုဟေဂယ်ကယူဆသည်ထိုအနန္တဝိညာဉ်တော်ကြီးသည်ပြည့်စုံမှုမရှိရမှတဖြည်းဖြည်းပြည့်စုံခြင်းသို့ရှေ့ရှုပြောင်းလဲသည်ထို့ပြင်စင်ချင်းချင်းတရားအနန္တဝိညာဉ်တော်သည်မိသည့်အခြေခံပေါ်တွင်မှယက်တည်ခြင်းမပြုဘဲမိမိအင်အားဖြင့်လှုပ်ရှားနေခြင်းဖြစ်သည်စင်ချင်းချင်းတရားသည်အလွန်တကူကြီးမားသောတရားဖြစ်သည်စัจ java လာတွင်ရှိလူတို့သည်အလွန်အရေးပါသောနေရာ၌ရှိနေကြသည်အဘယ်ကြောင့်ဆိုသောလူတို့၌သာလျှင်စင်ချင်းချင်းတရားဝင်စား၍လူတို့သည်စင်ချင်းချင်းတရား၏ကိုယ်စားလှယ်များဖြစ်ကြသောကြောင့်ပင်သည်တို့ဖြစ်၍ဟေဂယ်လိုရလူသည်စัจ java လာအတွင်း၌အားငယ်ရန်အကြောင်းလုံးဝမရှိတော့ကြလူတို့၌စင်ချင်းချင်းတရားတက်ဝင်လှုပ်ရှားပုံကိုတမိုင်းစဉ်တွင်ခေတ်သုံးပိုင်းခွဲ၍ဟေဂယ်ကတင်ပြသည်ပထမပိုင်းတွင်စင်ချင်းချင်းတရားအနန္တဝိညာဉ်တော်သည်အရှေ့တိုင်းအိန္ဒိယပြည်တရုတ်ပြည်၌တက်ဝင်လှုပ်ရှားသည်ဒုတိယပိုင်းတွင်ခေါမရောမလူနေမှုအဖွဲ့အစည်း၌တက်ဝင်လှုပ်ရှား၍တတိယပိုင်းတွင်ဂျာမန်လူနေမှုအဖွဲ့အစည်းတွင်တက်ဝင်လှုပ်ရှားသည်ဟုဆိုလေသည်အရှေ့တိုင်းလူနေမှုအဖွဲ့အစည်းတွင်တက်ဝင်လှုပ်ရှားသောစင်ချင်းချင်းတရားသည်အရှိန်အဝါနည်းပါသည်ထို့ကြောင့်ရှေ့ခေတ်အရှေ့တိုင်းလူနေမှုအဖွဲ့အစည်းကိုတဦးတယောက်တည်းကတာဝန်ယူအုပ်ချုပ်ထားသည်ဒုဒေသောပုဂ္ဂိုလ်မှာဧကရမင်းဖြစ်သည်တို့ဖြစ်၍ထိုခေတ်တွင်စင်ချင်းချင်းတရားသည်လူတစ်ယောက်တွင်သို့သာတက်ဝင်လှုပ်ရှားသောခေတ်ဖြစ်၍လူတစ်ယောက်သာလွတ်လပ်သည်ဒုတိယခေတ်တွင်စင်ချင်းချင်းတရားသည်လူတစုအတွင်း၌တက်ဝင်လှုပ်ရှားသောကြောင့်လူတစု၏စီမံအုပ်ချုပ်မှုအောက်တွင်ကြံလူများကရှိနေကြသည်ထိုခေတ်တွင်လူတစုသာလွတ်လပ်သည်တတိယခေတ်တွင်စင်ချင်းချင်းတရားသည်ဂျာမန်လူအဖွဲ့အစည်းအလုံး၏အတွင်းသို့ဝင်ရောက်လှုပ်ရှားသည်ထိုခေတ်လူအဖွဲ့အစည်းတွင်လူတိုင်း၏ဆန္ဒဖြင့်စီမံကွပ်ကဲအုပ်ချုပ်သည်ထို့ကြောင့်ထိုခေတ်သည်လူအလုံးအတွင်းသို့စင်ချင်းချင်းတရားတက်ဝင်လှုပ်ရှားသောခေတ်ဖြစ်သည်လူအလုံးသည်လွတ်လပ်သည်ဟုဟေဂယ်ကယူဆသည်သို့ဆိုလျှင်စင်ချင်းချင်းတရားတက်ဝင်လှုပ်ရှားသောလူတိုင်းသည်ခံညာထဲဝါသည်တကုဩဇာပြည်စုံသည်လွတ်လပ်သည်ဟုဆိုရမလို့ရှိနေပေသည်ဟေဂယ်လိုရလူသည်အဖြစ်မှန်များကိုသိလိုသောမိမိ၏မျက်စိနားနှာခေါင်းရှာကိုယ်စသည့်အာယုံခံ द्वार များကိုအသုံးပြု၍ပြင်ပလောကကိုကြည်နေရန်မလို့ဝါအမှန်တရားကိုသိလိုသောသဘောတရားနှင့်အတွေ့အကြုံတို့ကိုထင်ဟပ်ကြည်နေကြရမလို့တကူကြီးမားလာသောစင်ချင်းချင်းတရား၏အပိုင်းစသည်မိမိစိတ်တွင်း၌ပင်ရှိနေပြီးဖြစ်ရာကအမှန်တရားကိုသိလိုသောသဘောတရားချင်းချင်းညီညွတ်မှုရှိမရှိဟပ်ကြည့်ဖို့သာလိုသည်အမှန်တရားဆိုသည်မှာသဘောတရားတို့အချင်းချင်းညီညွတ်မှုရှိလျင်ယင်းသည်အမှန်တရားဖြစ်သည်ဟုဟေဂယ်ကယူဆသည်လူ၏အခမ်းကဏ္ဍကိုဟေဂယ်သည်မြင့်တင်ခဲ့တော်လဲစင်စစ်လူသည်ဟေဂယ်၏အနန္တဝိညာဉ်တော်ကြီးအတွင်း၌နှောင်ဖွဲ့မိပိတ်မိလျက်သားဖြစ်နေပြန်သည်ထိုအနန္တဝိညာဉ်တော်ကြီး၏အဆုံးဖြတ်ကိုလူသည်ခံယူနေရပြန်သည်ထို့သောအနန္တဝိညာဉ်တော်ကြီးကအဆုံးဖြတ်ပြဋ္ဌာန်းကိုခံယူနေရသောလူဘဝသည်ကျေနပ်ဖွယ်လောစင်ကြယ်ခြင်းတရားကိုသာအသုံးပြုခြင်းဖြင့်လူသည်လူဘဝ၏တစ္ဆာလူဘဝ၏အနှစ်သာရလူဘဝ၏တန်ဖိုးလူဘဝ၏လွတ်လပ်မှုကိုရမည်လောစသည့်မေခွန်းများဖြင့်ဟေဂယ်၏အနန္တဝိညာဉ်တော်ဝါဒကိုမပြည့်စုံကြောင်းသိမြင်လာသောအနောက်တိုင်းတွေးခေါ်ရှင်များသည်20ရာစု၌ဟေဂယ်၏ဝါဒကိုအဘက်ဘက်မှဝေဖန်လာကြသည်ဖြိုဖျက်လာကြပြန်သည်ဟေဂယ်မြင့်တင်ခဲ့သောလူ၏အနေအထားသည်လည်းတမျိုးတစ်ဖုံရိုင်းသွားသည်မျက်မှောက်ခေဘဝဖြစ်တည်မှုဗราဏဝါဒလက်တွင်း၌လူ၏ရုပ်ပုံသွားသည်အစိတ်စိတ်အမွားမွားဖြစ်သွားသည်ထိုအခါလူဟူ၍ပင်ပိတမှုမရှိတော့ဘဲလူဘဝကိုလည်းနားမလည်နိုင်လောက်အောင်ဖြစ်သွားလေသည်ဆက်လက်တင်ဆက်ပေးမှာကတော့အခန်း3မျက်မှောက်ခေအနောက်တိုင်းတသနာဗေဒနှင့်လူဘဝဆိုင်ရာပြဿနာများ18ရာစုနောက်ပိုင်းနှင့်19ရာစုတို့တွင်ဟေဂယ်၏အတွေးခေါ်သည်ဥရောပအတွေးခေါ်လောကတွင်သာမကအမေရိကန်ပြည်ဗြိတိန်ပြည်အတွေးခေါ်လောကတွင်မှဩဇာတက်ရောက်ခဲ့၏တို့ရာတွင်အရာခတ်သိမ်းသည်အနန္တဝိညာဉ်တော်ကြီး၏အဆုံးအဖြတ်ပြုမှုကိုခံရသည်ဟုသော
ဟေဂယ်၏အယူအဆကို19ရာစုနောက်ပိုင်းနှင့်20ရာစုအတွင်းပေါ်ပေါက်လာသောတွေးခေါ်ပညာရှင်များသည်တန်တရားနှင့်မကြည်မနှံဖြစ်လာကြသည်တို့ဖြစ်၍ဟေဂယ်၏အယူအဆများကိုရှုထောင့်ထွေထွေမှဝေဖန်ဆန်းစစ်ကြည့်ကြရင်၎င်းတို့၏တွေးခေါ်များကိုတင်ပြကြသည်အတွေးခေါ်သူတည်တည်များက20ရာစုမျက်မှောက်ခေတ်တွင်ထင်ရှားနေသေးသောတွေးခေါ်တိုင်းလိုလိုပင်ဟေဂယ်၏ဩဇာလောင်းရင်အောက်ကြာရောက်ခဲ့ရမှဟေဂယ်ကိုစန့်ကျင်တော်လှန်၍ပေါ်ထွက်လာသောဂိုင်းများဖြစ်သည်ဟုယူဆကြသည်ဟေဂယ်၏အတွေးခေါ်ကိုတခုမကြံစစ်စစ်ကြည့်ပြီးနောက်တခုမျှလက်မခံသောတွေးခေါ်တဒနာဂိုင်းမှာခွဲခြမ်းစိတ်ဖြာတဒနာဂိုင်းဖြစ်သည်ဤဂိုင်းကိုရေဘူးရအဖြစ်ခွဲခြမ်းစိတ်ဖြာတဒနာဂိုင်းဟုခေါ်ရတော့လဲစင်စစ်ထိုဂိုင်းတွင်ရှိတဒနာပညာရှင်များသည်တဦးနှင့်တဦးကွဲပြားသောယူဆများရှိကြသည်ထိုဂိုင်းတွင်ယုတ်တိနီးကြအတွေ့အကြုံအဓိကဝါဒီများသိပ္ပံနီးကြအာယုံခံစားခြင်းအဓိကဝါဒီများဘာသာစကားဆိုင်ရာတဒနာပညာရှင်များပါဝင်ကြသည်ထိုခွဲခြမ်းစိတ်ပြကိုင်းသည်မြည်သည့်တဒနာအယူဆများကိုမဆိုဝါကြများတိဆောက်ပြီးရင်းဝါကြများကိုအတွေ့အကြုံဝါအာယုံခံစားခြင်းတည်းဟူသောမှတ်ကြောက်ပေါ်တွင်တင်၍စစ်ဆေးကြည့်သည်ဘာသာစကားဆိုင်ရာတဒနာပညာရှင်များကမူနေ့စဉ်သုံးစကားများရခင်ရှိခဲ့သောတဒနာအယူဆများကိုအတွေ့အကြုံနှင့်စစ်ဆေးနိုင်သောဝါကြများဖွဲ့၍စစ်ဆေးကြည့်ကြသည်ခွဲခြမ်းစိတ်ပြခိုင်းသားများကဝါကြနှမျိုးကိုတင်ပြကြသည်ပထမဝါကြမျိုးစားကိုအနက်တူဝါကြဟုခေါ်၍ဒုတိယဝါကြမျိုးစားကိုအနက်ကွဲဝါကြဟုခေါ်သည်ဥပမာရှေသောအရာသည်ရှေသည်ဟူသောဝါကြသည်အနက်တူဝါကြဖြစ်သည်အဘဲကြောင့်ဆိုသောရှေသောအရာဟူသောကတ္တပုတ်နှင့်ရှေသည်ဟူသောဝါစကားပုတ်တို့သည်အနက်သဘောအဖြစ်တူကြသည်ရှေသောအရာဟုပြောကြတဲ့ကရှေခြင်းသည်အနက်သဘောအားခြင်းအဖြစ်ပါပြီးဖြစ်သောကြောင့်ကတ္တနှင့်ဝါစကားပုတ်တို့သည်သဘောအနှက်ချင်းတူတူပင်ဖြစ်သည်ဤအနက်တူဝါကြမျိုးတို့သည်မြေတိကားများမမနိုင်ကြတို့ရာတွင်အနက်တူဝါကြများသည်အတိညာဉ်တစ်ကိုမပေးနိုင်ဟုခွဲခြမ်းစိတ်ပြကိုင်းကယူဆသည်အရက်ရှိသောသူသည်အပြေးမြန်သည်ဟုသောဝါကြမျိုးမှမူအနက်ကွဲဝါကြဖြစ်သည်ဤဝါကြ၌အရက်ရှိသောသူဟုသောကတ္တပုတ်အတွင်းအပြေးမြန်သည်ဟုသောဝါစကားပုတ်သည်မပါဝင်သောကြောင့်သဘောအနက်အားဖြင့်ကွဲနေသည်ဤဝါကြမျိုးသည်အတိညာဉ်တစ်ကိုပေးနိုင်သည်အဘဲကြောင့်ဆိုသောအတွေ့အကြုံအားဖြင့်အာယုံဖြင့်အမှန်မှားကိုစစ်ဆေးကြည့်ရှုနိုင်သောကြောင့်ဖြစ်သည်အတွေ့အကြုံ၌အကဲ၍အရက်ရှိသောသူသည်အပြင်းမြန်ကြောင်းတွေ့ရလျင်အရက်ရှိသောသူသည်အပြင်းမြန်သည်ဟူသောဝါကြသည်မှား၍အတွေ့အကြုံ၌အပြင်းမြန်ကြောင်းတွေ့ရလျင်အရက်ရှိသောသူသည်အပြင်းမြန်သည်ဟူသောဝါကြသည်မှန်ပေသည်တို့ဖြစ်၍အနက်ကွဲဝါကြများသည်အတိညာဉ်တစ်ကိုပေးနိုင်သည်ဟုခွဲခြမ်းစိတ်ဖြာကိုင်းကယူဆခြင်းဖြစ်သည်ထိုကိုင်းဖို့အတွေ့အကြုံသည်ဗရဏမှတ်ကြောက်ပင်ဖြစ်သည်အတွေ့အကြုံနှင့်စစ်ဆေးရမှသာလျှင်အဓိပ္ပာယ်ရှိသောယူဆအဓိပ္ပာယ်ရှိသောတဒနာတရဖြစ်သည်ဥပမာလူဤအစသည်မြမကြီးဖြစ်သည်ဟူသောအဆိုးသည်အတွေ့အကြုံအာယုံအားဖြင့်ဤသို့မျှစစ်ဆေးမရကြမြမကြီးကိုဤသို့မျှအတွေ့အကြုံအာယုံအားဖြင့်မမြင်နိုင်ကြထို့ကြောင့်အထက်ပါအဆိုသည်ခွဲခြမ်းစိတ်ပြဂိုင်းသားများအတွက်အဓိပ္ပာယ်ကင်းမဲ့သောအချီးနှီးသောအဆိုသာလျှင်ဖြစ်ပေလိမ့်မည်ခွဲခြမ်းစိတ်ပြခိုင်းအလိုရနေ့စဉ်သုံးနှုန်းနေသောဘာသာစကားများသည်လူတို့၏ခံစားချက်များသဘောထားအယူဆများထိတွေ့ဆက်ဆံရသောလောကနှင့်ပတ်သက်သောထင်မြင်ချက်များကိုဖော်ဆောင်ထားခြင်းများဖြစ်သည်ထို့သောပေါ်ဆောင်ထားသောဘာသာစကားမှဝါကြများသည်အများအားဖြင့်အနက်ကွဲဝါကြများဖြစ်သည်တို့ဖြစ်၍ထိုဝါကြများ၏အမှန်အမှားကိုစစ်ဆေးရန်မှာအတွေ့အကြုံအာယုံ၌မှတ်ကြောက်တင်ကြည့်ရမည်ဖြစ်သည်အကယ်၍အတွေ့အကြုံ၌ကိုက်ညီမှုရှိလျင်ထိုဝါကြသည်မှန်၍မကိုက်ညီလျင်မှားသည်သို့ဆိုလျှင်ဘဝနှင့်ပတ်သက်သောအယူဆများသည်ခွဲခြမ်းစိတ်ပြဂိုင်းတွင်၌တခုမျှအဓိပ္ပာယ်ရှိသောအယူဆများဟုတ်နိုင်တော်မူမဟုတ်ချေလူ၌အတိတ်ဘဝရှိခဲ့သည်ဟူသောဝါကြသည်၎င်းအနာဂတ်ဘဝရှိသေးသည်ဟူသောဝါကြသည်၎င်းစစ်ဆေးနိုင်သောဝါကြများဖွဲ့၍အတွေ့အကြုံအာယုံများဖြင့်တိုက်ဆိုင်စစ်ဆေး၍မကြည့်နိုင်သောကြောင့်အကြီးနီးသောဝါကြများအဆိုးများဖြစ်သည်လူဘဝသည်တန်ဖိုးရှိသောဘဝဖြစ်သည်ဟူသောဝါကြသည်၎င်းလူဘဝ၏အဆုံးစွန်ရည်မှန်းချက်ပန်းနိုင်ရှိသည်ဟူသောဝါကြသည်၎င်းအတွေ့အကြုံအာယုံဖြင့်ကိုက်ကြည့်ခြင်းကမဖြစ်နိုင်သောကြောင့်ခွဲခြမ်းစိတ်ပြခိုင်းအတွက်အဓိပ္ပာယ်မဲ့သောဝါကြများဖြစ်ကြပေလိမ့်မည်ခွဲခြမ်းစိတ်ပြခိုင်းအလိုရနေ့စဉ်သုံးနှုန်းနေသောဘာသာစကားများသည်လူတို့၏ခံစားချက်များသဘောထားယူဆများထိတွေ့ဆက်ဆံရသောလောကနှင့်ပတ်သက်သောထင်မြင်ချက်များကိုပေါ်ဆောင်ထားခြင်းများဖြစ်သည်ထို့သို့ပေါ်ဆောင်ထားသောဘာသာစကားမှဝါကြများသည်အများအားဖြင့်အနက်ကွဲဝါကြများဖြစ်သည်တို့ဖြစ်၍ထိုဝါကြများ၏အမှန်အမှားကိုစစ်ဆေးရန်မှာအတွေ့အကြုံအာယုံ၌မှတ်ကြောက်တင်ကြည့်ရမည်ဖြစ်သည်အကယ်၍အတွေ့အကြုံ၌ကိုက်ညီမှုရှိလျင်ထိုဝါကြသည်မှန်၍မကိုက်ညီလျင်မှားသည်သို့ဆိုလျှင်ဘဝနှင့်ပတ်သက်သောယူဆများသည်ခွဲခြမ်းစိတ်ပြခိုင်းတွင်၌တခုမျှအဓိပ္ပာယ်ရှိသောအယူဆများဟုတ်နိုင်တော်မူမဟုတ်ချေ
လူ၌အတိတ်ဘဝရှိခဲ့သည်ဟူသောဝါကြသည်၎င်းအနာဂတ်ဘဝရှိသေးသည်ဟူသောဝါကြသည်၎င်းစစ်ဆေးနိုင်သောဝါကြများဖွဲ့၍အတွေ့အကြုံအာရုံများဖြင့်တိုက်ဆိုင်စစ်ဆေး၍မကြည့်နိုင်သောကြောင့်အကြီးကြီးသောဝါကြများအဆိုးများဖြစ်သည်လူဘဝသည်တန်မိုးရှိသောဘဝဖြစ်သည်ဟူသောဝါကြသည်လည်း၎င်းလူဘဝ၏အဆုံးစွန်ရည်မှန်းချက်ပန်းနိုင်ရှိသည်ဟူသောဝါကြသည်၎င်းအတွေ့အကြုံအာရုံဖြင့်ကိုက်ကြည့်ခြင်းကမဖြစ်နိုင်သောကြောင့်ခွဲခြမ်းစိတ်ပြခိုင်းအတွက်အတိတ်ပဲမဲ့သောဝါကြများဖြစ်ကြပေလိမ့်မည်လူဘဝ၌လူသည်ပျော်နေလျင်ကောင်းသည်ဟူသောဝါကြသည်ခွဲခြမ်းစိတ်ပြခိုင်းအတွက်အတွေ့အကြုံဖြင့်စစ်ဆေးမရ၍အတိတ်ပဲမရှိသူပျော်နေလျင်ရင်မောနေမည်ဟူသောဝါကြသည်သာအတွေ့အကြုံဖြင့်တကယ်ပင်ရင်မောနေမနေစစ်ဆေးကြည့်နိုင်သောကြောင့်အတိတ်ပဲရှိသောဝါကြဖြစ်သည်လူဘဝသည်အနှစ်သာရမဲ့သောဒုက္ခဆင်းရဲတို့ဖြင့်ပြည့်နေသောဘဝဖြစ်သောကြောင့်မကောင်းဟုသောဝါကြသည်အတွေ့အကြုံဖြင့်စစ်ဆေးမရသောကြောင့်အတိတ်ပဲမရှိလူဘဝသည်အနှစ်သာရမဲ့၍ဒုက္ခတို့ဖြင့်ပြည့်နေလျင်လူသည်ငိုကြွေးငိမ့်ငိုင်နေမည်ဟူသောဝါကြသည်သာအတွေ့အကြုံဖြင့်တကယ်ပင်ထိုသူသည်ငိုကြွေးနေမနေငိမ့်ငိုင်နေမနေကိုလက်တွေ့စစ်ဆေးနိုင်သောကြောင့်အတိတ်ပဲရှိသောဝါကြဖြစ်သည်ထိုကဲ့သို့စစ်ဆေးနေသောခွဲခြမ်းစိတ်ပြခိုင်းအတွက်ဘဝပု္ပ္ပာများနှင့်အဖြေများသည်အတိတ်ပဲကင်းမဲ့နေကြမိတာဖြစ်လေသည်အရာရာကိုခွဲခြမ်းစိတ်ဖြာ၍ကြည်တတ်သောပုဂ္ဂိုလ်များ၏အယူဆများလွှမ်းမိုးမှုကြောင့်မျက်မှောက်ခေတ်၏ပထမကာလကိုခွဲခြမ်းစိတ်ဖြာမှုကြီးစိုးသောခေတ်ဟုအနောက်တိုင်းဒသနာလောက၌ခေါ်ဝေါ်ကြ၏ခွဲခြမ်းစိတ်ဖြာဒသနာပညာရှင်များသည်ပညာရဲ့အမျိုးမျိုးရှိအယူဆများကိုဝါကြများတိဆောက်၍ဆိုခဲ့သည့်အတိုင်းခွဲခြမ်းစိတ်ဖြာကြည်ကြသည်ခွဲခြမ်းစိတ်ဖြာပြီးသောအခါဘာမျှတိကျသောဖြေကိုမတွေ့ဘဲဖြစ်နေသည်တဖြည်းဖြည်းနှင့်ထိုပုဂ္ဂိုလ်များ၏လောက၌တိကျသောတေချာသောရှင်းလင်းသောအရာဟု၍ဘာမျှမရှိဖြစ်လာသည်တေချာရှင်းလင်းသောအဖြေကိုရှာမတွေ့သောအခါထိုပုဂ္ဂိုလ်များ၏လောကတွင်ရှုပ်ထွေးမှုရာသာပြေလာသည်တို့ဖြစ်၍20ရာစု၏နောက်ကာလဒုတိယပိုင်းကိုရှုပ်ထွေးမှုကြီးစိုးသောခေတ်ဟုခေါ်လာကြသည်စဉ်းစားဆင်ခြင်ခြင်းကိုအသုံးပြု၍သိရသောသမုဒိပညာကိုကျော်၍အတွေ့အကြုံဖြင့်တိုက်ရိုက်သိရသောပရမတ္ထသဘာဝကိုသိမြင်ရန်ခွဲခြမ်းစိတ်ဖြာဒသနာကိုင်းသည်ကြိုးပမ်းလိုရိပ်ရှိတို့ရာတွင်အာယုံ၅ပါးနှင့်သက်ဆိုင်သောလက်တွေ့ခွဲခြမ်းစိတ်ဖြာစမ်းသပ်ခြင်းနည်းဖြစ်စေသိပ္ပံကိရိယာများကိုအသုံးပြု၍သိပ္ပံတိကျခွဲခြမ်းစိတ်ဖြာစမ်းသပ်ခြင်းနည်းဖြစ်စေမသိနိုင်သောအမှန်တရားများတန်ဖိုးများရှိနိုင်သေးခြင်းကိုခွဲခြမ်းစိတ်ဖြာဒသနာကိုင်းသားတို့သည်ဆင်ခြင်ခြင်းတရားကိုပြစ်ပယ်သူများပြီးစဉ်းစားဆင်ခြင်မိမည်မဟုတ်ချေကိုယ်တွေ့ကိစ္စပမာဏကိုင်းဟေဂယ်၏အနန္တဝိညာဉ်တော်ကြီးဝါဆင်ခြင်ခြင်းတရားယူဆနှင့်ဟေဂယ်၏သစ္စာတရားဆိုင်ရာယူဆကိုတော်လန်ပြသောအခြားကိုင်းတစ်ခုမှာကိုယ်တွေ့ကိစ္စပမာဏကိုင်းပင်ဖြစ်သည်ထိုကိုင်းကိုဥဆောင်သောတွေးခေါ်ရှင်များအနက်မှဝီလျံဂျိမ်းစ်အလိုရာအနန္တဝိညာဉ်တော်နှင့်အစပြု၍အနန္တဝိညာဉ်တော်ဖြင့်ပင်အဆုံးသတ်ပြုထားသောစัจ java လာကြီးသည်ကြက်တဲ၍ထွက်ပေါက်မရှိသောစัจ java လာကြီးသာလျှင်ဖြစ်နေသည်အရာရာသည်အနန္တဝိညာဉ်တော်၏အဆုံးဖြတ်ကိုခံနေရသောကြောင့်စัจ java လာအတွင်းရှိလူသားတို့သည်တူးချင်းအနေဖြင့်ထင်ရှားပေါ်လွင်မှုမရှိဘဲဖြစ်နေသည်လူသည်အနန္တဝိညာဉ်တော်၏အစိတ်ပိုင်းတည်းရဲ့အနေဖြင့်သာအဓိပ္ပာယ်ရှိနေ၍တိကျပုဂ္ဂလလူသားတူအနေဖြင့်အဓိပ္ပာယ်မရှိဖြစ်နေသည်လူသည်လွတ်လပ်မှုလည်းကင်းမဲ့နေသည်ဟေဂယ်၏အမှန်တရားဆိုသည်မှာသဘောတရားအချင်းချင်းတစ်ခုနှင့်တစ်ခုညီညွတ်မှုရှိခြင်းပင်ဖြစ်သည်ဟုယူဆသည်တို့ရာတွင်ကိုယ်တွေ့ကိစ္စပမာဏဂိုင်းအလိုရလူသည်အပြုမှုတစ်ခုကိုပြု၍မိမိလိုလားသောအကျိုးသက်ရောက်မှုဝါကျေနပ်မှုကိုရလျင်ထိုအပြုမှုသည်မှန်သည်ဟုယူဆသည်ကိုယ်တွေ့ကိစ္စပမာဏဝါဒီများသည်လူဖွဲ့စည်းထက်ထိုလူဖွဲ့စည်းတွင်ရှိလူတူးချင်းစီ၏အခမ်းကဏ္ဍထိုလူတူးချင်းစီ၏လွတ်လပ်မှုကိုပို၍အလေးထားရကားအမှန်တရားကိုဆုံးဖြတ်ပေးရ၌တိကျလူသည်ဗရဏကြသောအခမ်း၌ရှိနေသည်အမှန်မှားတရားတို့သည်လူတူးစီ၏ပေါ်တွင်သာမူတည်နေပေသည်ဝီလျံဂျိမ်းစ်အလိုရာအသိပညာဆိုသည်မှာအမြဲပြောင်းလဲနေသောအတွေ့အကြုံအစဉ်ကြီးမှလူတို့၏စိတ်ဝင်စားမှုအရာရွေးချယ်ထားသောအာယုံခံစားချက်များပင်ဖြစ်သည်မိမိထိတွေ့ဆက်ဆံနေရသောအာယုံစဉ်ကြီးကိုလူသည်မိမိ၏စိတ်ဝင်စားမှုများမိမိအတွက်အသုံးဝင်အကျိုးရှိလိမ့်မည်ဟုထင်ရသောမျှော်လင့်ချက်များသဘောထားများဖြင့်ရွေးချယ်ခြင်းပြုသည်တို့ဖြစ်၍အမှန်တရားဆိုသည်မှာမိမိအားစိတ်ကျေနပ်မှုအများဆုံးပေးနိုင်သောယုံကြည်မှုပင်ဖြစ်သည်ဟုဆိုသည်အကယ်၍လူတစ်ယောက်သည်မိမိယုံကြည်မှုကိုလက်တွေ့လုပ်ကိုင်ဆောင်ရွက်ကြည့်သောအခါမိမိတို့အကျိုးပြမြောက်စေသည်ကျေနပ်မှုရစေသည်ဆိုလျှင်ထိုသူ၏ယုံကြည်ချက်သည်မှန်သည်အကယ်၍အကျိုးကျေးဇူးနှင့်ကျေနပ်မှုမရှိပါကထိုယုံကြည်ချက်သည်မှားသည်ယုံကြည်မှုတစ်ခုသည်လက်တွေ့တွင်ပို၍အသုံးကျအကျိုးသက်ရောက်ပြီးကျေနပ်မှုရှိလေပို၍မှန်လာလေဖြစ်သည်တို့ဖြစ်၍ယုံကြည်မှု၏အမှားမှန်ကိုလက်တွေ့တည်းဟုသောမှတ်ချက်ပေါ်၌သာစစ်ဆေးရမည်ဟုယူဆသည်ကိုယ်တွေ့ကိစ္စပမာဏဂိုင်းသည်တိကျပုဂ္ဂလလူသား၏ဆန္ဒများစိတ်ဝင်စားမှုများကိုအသားပိတ်မှုပိုသည်မှာကောင်းတရားရှိတော်လဲ
အတ္တနောမတိမိမိထင်ရမြင်ရမှန်တည်ဟူသောယူဆစီသို့ရောက်သွားနိုင်ပေသည်လူသည်မိမိရင်တွင်းရှိစိတ်ခံဖြင့်ပြင်ပလောကကိုရှုမြင်အနက်ကောက်တတ်ပေရာမိမိအတွက်အကျိုးရှိတိုင်းကျင့်တတ်မှုရတိုင်းမိမိထင်မြင်ယုံကြည်ချက်သည်မှန်ပြီးဟုမဆိုနိုင်ကြဘဝ၏အတိတ်ပဲဆိုင်ရာဖြည့်ရှင်းချက်များနှင့်ကြုံလာလင်လဲကိုယ်တွေ့ကိစ္စပမာဏဝါဒီများဖို့ယုံကြည်ချက်မျိုးမျိုးနှင့်အမှန်တရားမျိုးမျိုးဖြစ်သွားမည်သာဖြစ်သည်သူတို့အလိုရာတူတဲ့သောပုဂ္ဂိုလ်ကဘဝသည်အတိတ်ပဲမရှိဟုယုံစယုံကြည်လင်လဲမှန်မည်အနာဂတ်ဘဝရှိသည်ဟုယုံကြည်လင်လဲမှန်မည်ဘဝ၌တက်ရှင်ကိုက်သူတစ်ပါးအကျိုးကြီးဆောင်ရွက်နေခြင်းသည်သာအတိတ်ပဲရှိသောနေခြင်းဖြစ်သည်ဟုယူဆယုံကြည်လင်လဲမှန်မည်မိမိကိုယ်ကျိုးကြီးကြည်၍အသက်ရှင်သင့်သည်ဟုယုံကြည်ယူဆလင်လဲမှန်မည်ဖြစ်၍လူဘဝပန်းတိုင်သည်ပစ္စည်းဥစ္စာကျွဲဝါရေးဖြစ်သည်ထို့သောကျွဲဝါချမ်းသာရန်ရရှိနိုင်သည့်နည်းဖြင့်ကြိုးစားနေခြင်းသည်အတိတ်ပဲရှိသောနေခြင်းဖြစ်သည်ဟုယုံစယုံကြည်လင်လဲမှန်ပေလိမ့်မည်အမှန်တရားမျိုးမျိုးဖြစ်နေမှုကြောင့်မြည်သည့်အမှန်တရားသည်အမှန်တကယ်တိကျခိုင်မာသောအမှန်တရားဖြစ်သည်ကိုကိုယ်တွေ့ကိစ္စပမာဏဂိုင်းသည်ပေးနိုင်မည်မဟုတ်ချေမတ်စ်ဝါဒဟေဂယ်၏နံသဘောဆောင်သောအနန္တဝိညာဉ်သောနေရာတွင်ရုပ်သဘောကိုအစားထိုး၍တွေးခေါ်သောတွေးခေါ်ဝါဒမှာမတ်စ်ဝါဒဖြစ်သည်မျက်မှောက်ခေတ်တွင်မတ်စ်ဝါဒသည်တနည်းမဟုတ်တနည်းထင်ရှားဆဲရှိ၍လှုပ်ရှားမှုရှိဆုံးသောဝါဒလည်းဖြစ်သည်ဟေဂယ်လိုရအရာခတ်သိမ်းတို့၏အခြေခံသည်နံသဘောဆောင်သောအနန္တဝိညာဉ်တော်ကြီးဖြစ်သည်ရုပ်တရားသည်နံသဘောမှပေါက်ဖွားလာခြင်းသာဖြစ်သည်ဟုယူဆသည်အနန္တဝိညာဉ်တော်ကြီးသည်စန့်ကျင်ဘက်များကိုပေါင်းစည်းခြင်းသဘောဖြင့်တိုးတက်၍လျာပြောင်းလဲနေသည်ထို့သို့ပြောင်းလဲနေသောအစဉ်ကိုဟေဂယ်က dialectic ဖြစ်စဉ်ဝါ dialectic နည်းအဖြစ်ပြောင်းလဲနေသည့်ဖြစ်စဉ်ဟုခေါ်သည်မတ်စ်သည်ထို dialectic နည်းကိုလက်ခံတော်လဲအနန္တဝိညာဉ်တော်သည်ဟူသောအခြေခံတရားကိုလက်မခံကြမတ်စ်သည်အနန္တဝိညာဉ်တော်ကိုတွန်းဖြို၍ရုပ်တရားကိုအခြေခံဖြင့်အစားထိုးခံယူသည်တို့ဖြစ်၍မတ်စ်ဝါဒကို dialectic နည်းကြရုပ်ဝါဒဟုခေါ်ခြင်းဖြစ်၏မတ်စ်ကအရာခတ်သိမ်းတို့၏အခြေခံသည်ရုပ်သဘောဖြစ်၍လူနှင့်လူပေါင်းဖွဲ့စည်းကိုလည်းရုပ်သဘောကဗဒါနအားဖြင့်ပြဋ္ဌာန်းသည်ဟုယူဆသည်တို့ရာတွင်မတ်စ်သည်လူ၏စွမ်းအားကိုယုံကြည်သူဖြစ်သည်လူအားအချိုးနှင့်အနှိမ့်ဆက်ခံရသောဘဝသို့၎င်းကျွန်ပြုခံရသောဘဝသို့၎င်းမုန်းတီးဆက်ဆုပ်ခံရသောဘဝသို့၎င်းအပြစ်ပယ်ခံဘဝသို့၎င်းကြာရောက်စေသည့်အခြေအနေအလုံးကိုတွန်းလှန်ဖြူဖျက်ရေးသည်မလွဲမသွေပြုလုပ်ရမည်အရေးဖြစ်သည်ဤကားလူသည်လူအတွက်အမြင့်မြတ်ဆုံးသောတရားဖြစ်သည်ဟုသောယူဝါဒဖြစ်သည်ဟုမတ်စ်ကခံယူသည်လူသမိုင်းစဉ်တိုးတက်အောင်လဲလူတို့ကပြင်ဖန်တီးနိုင်သည်ဟုမတ်စ်ကယုံကြည်သူဖြစ်သည်လူသည်အသိဉာဏ်စွမ်းအားဖြင့်တဘာဝလောကနှင့်မိမိလူမှုပတ်ဝန်းကျင်ကိုစေစားကြိုးကံပြီးဘဝနှင့်တရားကိုရယူနိုင်စွမ်းသူဟုလည်းယုံကြည်သည်တဘာဝတရားသည်ဆယ်ရန်နေရာများမိရထားကောင်းတွေများတန်လန်းများလျှက်စစ်ကျင်းတဲ့ယုံများစသည်တို့ကိုမတိဆောက်နိုင်ချေယင်းတို့သည်လူ၏ထုတ်လုပ်မှုကြောင့်ပေါ်ထွက်လာရခြင်းများသာဖြစ်သည်တဘာဝတရားကိုစေစားသောလူစိတ်ဆန္ဒအလို၏ကိရိယာများဖြစ်သို့ပြောင်းလဲထားသည့်ရုပ်ဝတ္ထုပစ္စည်းများသာဖြစ်ကြသည်ယင်းတို့သည်လူအုံနောက်၏ကိရိယာများဖြစ်ကြ၍လူ၏လက်ဖြင့်ဖန်ဆင်းထားသောအရာများသာဖြစ်ကြသည်ဤဒီပင်အသိပညာတကိုးဆွမ်းအား၏ပြယုံများဖြစ်ကြသည်ဟုလည်းမတ်စ်ကယူဆသည်ဤယူဆများသည်လူ၏စွမ်းရည်လူ၏ဂုဏ်သိက္ခာအမှန်ကိုဖော်ပြနေခြင်းဖြစ်သည်မှာမငြင်းနိုင်ကြမတ်စ်ကသမိုင်းစဉ်ကိုလူဒန်းစားပဋိပက္ခဖြစ်စဉ်အဖြစ်မြင်လာခဲ့သည်ယင်းဤပစ္စည်းဥစ္စာပိုင်ဆိုင်မှုပေါ်မူတည်၍လူဒန်းစားများကွဲပြားလာသည်အယင်းနှီးပိုင်ဆိုင်သူကအယင်းနှီးမဲ့သူအပေါ်ချဲလဲလွှမ်းမိုးသည်ထို့သို့ချဲလဲသူလူဒန်းစားများကြောင့်လူအများသည်စားဝတ်နေရေးစသည့်ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တို့ကိုလုံလောက်စွာမရခြင်းဖြစ်ရ၍ထို့သို့မရခြင်းကြောင့်ဒုက္ခတရားများကြေကွဲမှုများလူဘဝအနိဋ္ဌယုံတရားများသည်လူလောက၌လွှမ်းခြုံနေရခြင်းဖြစ်သည်တို့ဖြစ်၍ချဲလဲသူလူဒန်းစားကင်းမဲ့သောလူမှုအဆောက်အုံကြီးပေါ်လာအောင်လူတို့ကပင်ကြိုးပမ်းရမည်လူသည်မိမိဘဝတာယာအောင်အနှစ်သာရရှိသောဘဝကိုနေနိုင်အောင်မြည်သူထံတွင်မျှမြည်သည့်တကုရှင်ထံတွင်မျှဆူတောင်းဝှရှိုးနေကြမလို့မိမိကြာရောက်ရာပတ်ဝန်းကျင်ကိုပြုပြင်ဖို့သာလိုသည်တဘာဝပတ်ဝန်းကျင်ကိုသာမကလူမှုပတ်ဝန်းကျင်ကိုလည်းမတရားချဲလဲမှုကင်းသောလူမှုပတ်ဝန်းကျင်ဖြစ်အောင်လူချင်းချင်းပေါင်းစုပြီးတော်လှန်ပြုပြင်ရမည်ဖြစ်သည်လူတို့၏ကြိုးပမ်းမှုဖြင့်နောက်ဆုံးတွင်ပစ္စည်းဥစ္စာပေါ်များပြီးအုပ်ချုပ်သောနိုင်ငံတော်အာဏာလည်းမလိုတော့သောလူတို့စိတ်ရှိတိုင်းကာယဒုက္ခစိတ်တဒုက္ခတို့ကိုခံစားနိုင်သောလူအဖွဲ့အစည်းကိုရောက်ရမည်ဟုမတ်စ်ကယုံကြည်မျှော်လင့်သူဖြစ်လေသည်မတ်စ်အလိုအရချဲလဲသူလူဒန်းစားကင်းမဲ့၍စားဝတ်နေရေးစသည့်ရုပ်သဘောတို့ဖြင့်ပြည့်စုံကုန်လုံးစွာနေရသောဘဝသည်တန်ဖိုးရှိသောဘဝအနှစ်သာရရှိသောဘဝဖြစ်၍ထို့သို့ပြည့်စုံကုန်လုံးသောဖြစ်သို့ရောက်အောင်ရည်ရွယ်ချက်ထား၍ကြိုးပမ်းနေခြင်းသည်ပင်တန်ဖိုးရှိသောအဓိပ္ပာယ်ရှိသောနေခြင်းဖြစ်တန်ရသည်
ထို့သို့စာဝတ်နေမှုစသည့်ရုပ်ပစ္စည်းတို့ပြည့်စုံပြီးစိတ်တိုင်းကြကာယဒုက္ခစိတ်တဒုက္ခကိုရနိုင်သောနိုင်ငံတော်အာဏာလည်းမရှိတော့သောလူအဖွဲ့အစည်းကိုရောက်ချင်းသည်ပင်ဘဝ၏အဆုံးစွန်သောပန်းတိုင်ဖြစ်တန်ရပေသည်မတ်စ်မျော်လင့်သောလူအဖွဲ့အစည်းမျိုးသို့ရောက်ရှိသည်ပင်ထားပါအောင်ထိုဖွဲ့စည်း၌ဖြစ်ရသောဘဝကိုအဆုံးစွန်သောဘဝပြည့်စုံသောဘဝဖြစ်ပြီးဟုလူသည်ထင်မြင်ကျေနပ်ခြင်းရှိကောင်းမှရှိပေလိမ့်မည်။ဘဲကြောင့်ဆိုသောလူဆိုသည်မှာပင်ကိုအနုတ္တိယအားဖြင့်ရှိနေသောလောဘဒေါသမောဟတရားတို့ကြောင့်မိသည့်အခါမှရောင်ရဲကျေနပ်တတ်သည့်တသဝါမဟုတ်သောကြောင့်ပင်၏ဒီနေရာမှာအခန်း3မျက်မှောက်ခေတ်အနောက်တိုင်းတသနာဗေဒနှင့်လူဘဝဆိုင်ရာပြဿနာများကိုခေတ္တရနာခွင့်ပြုပါနောက်ထပ်အပိုင်းမှာဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်နားဆင်ပြီးခဲ့ကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ထပ်အပိုင်းဒီမှာပြန်လည်ဆုံတွေ့ကြမယ်နော်မင်္ဂလာရှိသောနေ့ရက်များပိုင်ဆိုင်နိုင်ပါစေခင်ဗျာ